ွေးနေ့မှာပကာသနာထက်ချိုးတင်နေတဲ့အဖိုးဖွားရဲ့ဘဝကိုမြင့်တင်ပေးခဲ့တဲ့ခင်ဝင်းဝါပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ခင်ဝင်းဝါကအလှမဲ့တယောက်လေးဖြစ်တယ်လို့အောင်မြင်တဲ့မင်းသမီးအနေနဲ့ရက်တည်နေတာမို့ဟိုးရင်ကလေးကအလှတန်းရရောသူပါသူမလှူတဲ့ပုံစံကတခြားအမှုပညာရှင်တွေနဲ့မတူပဲကွဲထွက်နေတတ်တဲ့အတွက်ပရိသတ်တွေကသဘောကျကြတာဖြစ်ပါတယ်ဒါအပြင်ခင်ဝင်းဝါကသူ့ရဲ့မွေးနေ့မှာလေသူတယောက်တည်းပျော်ရွှင်မှုထက်ခက်ခဲနေတဲ့အဖိုးဖွားတွေအတွက်လုပ်ပေးခဲ့တာပါခင်ဝင်းဝါကသူ့မွေးနေ့မှာပကာသနာအတွက်အကုန်ကြအများကြီးခံကမွေးနေ့ပွဲလုံးမဲ့အစားအခုလိုအရာကိုလုပ်ခဲ့တာပါလက်တလုံးမှာမီဒီယာပေါ်မှာအဖိုးဖွားတွေအများကြီးကအကူအညီတောင်းထားကြတာပါတချို့ဆိုရင်သားသမီးကစွန့်ပစ်ထားလို့နေစရာနေရာခက်ခဲနေတဲ့အပြင်တယောက်တည်းနေရတာပါလေဖြတ်ကပေါင်းလဲကျိုးတဲ့အဖွားရီတောင်ရှိပါတယ်ဒါတွေကြောင့်ခင်ဝင်းဝါကသူ့မွေးနေ့အမှတ်တရအနေနဲ့တကူရဲရက်တီနေရသူတွေကိုလှူပေးခဲ့တာဖြစ်ပါတယ်ခင်ဝင်းဝါကမီဒီယာတွေစီကနေနေထိုင်တဲ့အဖိုးဖွားတွေရဲ့လိပ်စာကိုတောင်းတယ်လို့သူကိုယ်တိုင်လည်းရှာပါတယ်ကဲခက်ခဲကအလူရှင်နေပါသူတွေကိုသာလှူချင်တာဖြစ်ပါတယ်ပရာဟီတာတွေအကုန်လုံးဝိုင်းလှူပေးနေသူတွေကိုမလှူပေးပေတကယ်လို့သူရဲ့လက်ထဲကိုထည့်ပေးနိုင်အောင်စူးစမ်းခဲ့ပါတယ်ခင်ဝင်းဝါကအဖိုးအဖွား6ယောက်ကိုငွေ9သိန်းစံ6ပြည်စီတပိတ်သာကျုပ်တကတ်တို့ကိုလှူပေးခဲ့တာပါခင်ဝင်းဝါလှူပေးတဲ့အထက်မှာခြေလက်မကောင်းတဲ့အဖိုးဖွားတွေလည်းပါပါတယ်အားလုံးကိုမြမြတတလှူပေးခဲ့တာဖြစ်ပါတယ်တချို့ဆိုရင်ခြေထောက်မကောင်းလို့အိပ်ရတဲ့လေကထမဝင်နိုင်တဲ့သူတွေတောင်ရှိပါတယ်ခင်ဝင်းဝါကပတ်စံပေးလိုက်တဲ့အချိန်မှာမျက်ရည်တွေကြားကဈေးဝယ်ရတော့မယ်ဆိုပြီးပျော်ရွှင်သွားခဲ့ကြတာပါခင်ဝင်းဝါကလူပေးရုံနဲ့မကပဲအဖိုးဖွားတွေရဲ့လိပ်စာကိုလည်းတခါတည်းပြောပေးပါတယ်ဒါအပြင်အဖိုးဖွားတွေကအမှန်တကယ်ခက်ခဲနေကြတာမို့လှူပေးကြပါဆိုပြီးခင်ဝင်းဝါကတောင်းဆိုပေးထားတာပါအခုလိုတောင်းဆိုထားတဲ့အတွက်ပရိသတ်တွေကလည်းလှူပေးခြင်းကြပါတယ်ခင်ဝင်းဝါကြောင့်မို့အဖိုးဖွားတွေကအလူရှင်တွေအများကြီးတို့ကအဆင်ပြေတော့မှာပါအားလုံးကလည်း80ပတ်ချလဲရီမို့တကယ်လှူတဲ့လူတွေဖြစ်ပါတယ်ဒါကြောင့်မို့လေခင်ဝင်းဝါကိုဆိုရင်အဖိုးဖွားတွေကအတော်လေးကိုချစ်ကြတာပါချိုတဲ့အဖိုးဖွားတွေရဲ့ပါစံမှာဆိုခင်ဝင်းဝါကအမြဲတမ်းပြန်နှံ့နေတတ်တာပါခင်ဝင်းဝါကမီဒီယာကိုခေါ်ပြီးလှူတာနေတယ်လို့သူကိုယ်တိုင်သွားလှူတာမျိုးလည်းရှိပါတယ်လာစဉ်ထောက်ပံ့နေတဲ့သူတွေလည်းရှိတယ်လို့သိရပါတယ်ခင်ဝင်းဝါကအဖိုးဖွားတွေကိုဆိုရင်ချစ်တဲ့စိတ်နဲ့ကူညီပေးကြတာပါသားသမီးတွေကမထောက်ပံ့မဲနေဝင်ချိန်နီးမှာဒုက္ခရောက်နေတာမြင်ရင်သူအနေနဲ့မခံစားနိုင်တာကြောင့်ပါတခြားသူတွေလှူတာထက်အဖိုးဖွားတွေကိုပို့ပြီးလှူပေးကြတာပါခင်ဝင်းဝါကငလျင်ပေးတော့ကလည်းအင်းလေးကိုအရင်ဆုံးသွားရောက်လှူပေးခဲ့တာပါတခြားအမှုပညာရှင်တွေတော့မရောက်သေးတဲ့အချိန်မှာအင်းလေးကိုစွန့်စားကသွားခဲ့တာပါငလျင်ပေးတဲ့ပြည်သူတွေကိုအကုန်လုံးလှူပေးပြီးမြဲအဖိုးဖွားတွေကိုဦးစားပေးကလှူပေးခဲ့တာပါအဖိုးဖွားတွေကမိခိုရကင်းမဲ့တဲ့အတွက်ငွေသားတွေပို့လူကစိတ်လုံခြုံမှုပေးခဲ့တာဖြစ်ပါတယ်ခင်ဝင်းဝါကအလှူလုံးရင်သူတယောက်တည်းအတွက်မဟုတ်ပဲသူအမအတွက်ပါလှူပေးတာပါခင်ဝင်းဝါရဲ့အမဖြစ်သူကပုံမှန်မဟုတ်ပဲချို့ယွင်းသူအဖြစ်ဝေဒနာခံစားနေရတာပါတာမန်လူတွေလိုအတိမျိုးမဟုတ်တဲ့အတွက်ခင်ဝင်းဝါကသူအမကိုဒီလိုဝေဒနာတွေနောက်တန်နေရမှာမပါစေချင်ဘူးလို့လည်းဖွင့်ဟထားဖို့ပါတယ်ခင်ဝင်းဝါကမိခင်ဖြစ်သူအပေါ်မှာဆိုလေအရန်ကိုတီးတက်သူပါရှာသမျှအားလုံးကိုမိဘအတွက်သာသုံးခဲ့တာပါဖခင်ဖြစ်သူမကွယ်လွန်ခင်တုန်းကဆိုလေဖခင်ကိုပြုစုခဲ့သလိုကွယ်လွန်ချိန်မှာလည်းသမီးကောင်းတာဝန်ကြည်ပွန်ခဲ့ပါတယ်အဖိုးဖွားတွေကိုဦးစားပေးလှူတဲ့ခင်ဝင်းဝါအပေါ်အမြင်လေးကိုပြောပြခဲ့ပါအောင်ရှင်ကြည့်ရှုအားပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်